ပြောပဲကြိုက်တာHello အားလုံးပဲမင်္ဂလာပါအခုကတော့ခေရုကပြင်းတဲ့ကျွန်းမှာရှိတဲ့ AACC ရေးစင်းပြီးတော့ဗတ်ပြူလို့ရမယ့်နေရာလေးကိုသွားနေတာပဲဖြစ်ပါတယ်ဒါကတော့ကောင်းကောင်းကြည့်လာရတဲ့ခေတ်တာပါကဲခေပြောရတဲ့နေရာကိုရောက်ပါပြီခေရုကမိနစ်လေးတော့ကားစီးလာရတာဖြစ်တဲ့အတွက်တိတ်ပြီးတင်တယ်လို့မခံရဘူးပေါ့နော်သူကရေဒီကုန်းလိုမျိုးမဟုတ်ပါဘူးဒီစင်းလို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်ဒီတိုးကြားလေးရှိတယ်ပေါ့နော်တပွင့်လို့ဒေးလာပါတယ်ခေရုသွားတော့သူများရမှာပဲရေကူးနေပေါ့နော်တကယ်ကိုတော့တဘာဝဆင်းလဲဆိုပြင်းနေရပါပဲသူကဒီလိုမျိုးရေကူးရေစင်လို့ရတဲ့နေရာလေး၃-၄ခုလောက်ရှိတယ်ပေါ့နော်တခြားနေရာတွေကတော့သူများရဲ့ရေကူးလေးလိုရိုက်ခဲ့တာပါရေကလည်းအေးဆေးနေရပဲပေါ့နော်ဒါကတော့သွားပြီးဆက်ထုတ်ထားတာပါဒီဆက်ထားတဲ့နေရာကနေကြားထဲမှာရေလေးမရှိဘဲနဲ့ဒီမှာပဲရေလေးကြားတယ်ဆိုပတ်ကြည့်တာပါဒါပေမဲ့လည်းဘာမှမသိခဲ့ပါဘူးစိတ်ပိုင်းတော့ငါဖမ်းကန်ကိစ္စတွေရောက်ပါသေးတယ်တော့ရှောင်းပြအောင်မကြိုက်ဘူးအားလုံးပြောပဲကြိုက်တာနောက်ဆုံးမှာတော့ဒီနေ့တော့ကိုကြည့်ပြီးတော့ပြန်လာခဲ့ပါတယ်ဘိုင်ဘိုင်